nene pyo me dolai ba dolai sirna bravwari thama ya ro ma li no sirna bravwa ma tha lo ya ro 4 နှစ်ကျော်လာပြီဆိုတော့လေပုံမှန်တော့4နှစ်လုံးမှမပြောခဲ့ဘူးပေါ့နော်နည်းနည်းပါးပါးပြောမယ်နည်းနည်းပါးပါးအမြဲတမ်းပြောသွားပြီးမယ်နော်ဒါကတော့ဟိုကိုအမြင်ကိုပြောတာကိုအမြင်ကိုပြောတာကျွန်တော်အမြင်ကိုကျွန်တော်ပြောတာပေါ့နော်တော်လိုင်းမှာအဓိကကဒီတော်လိုင်းအတွန်းရှည်ကြလာတယ်အရှည်ကြလာတယ်ပေါ့နော်ကြာလာတဲ့အခါမှာကျွန်တော်ဒီတော်လိုင်းဟိုဒီအားပေါ့အင်းအားရော့မသွားဖို့ကနည်းနည်းလွဲနေတာတွေရှိတယ်အဲ့ဒါလေးတွေကိုလွဲနေတယ်ဆိုတော့ကျွန်တော်အမြင်နဲ့လွဲနေတာတွေရှိတယ်အဲ့ဒါလေးတွေကိုနည်းနည်းပြောပြမယ်ဒီလားဒါကတော့အမြင်တူချင်မှလည်းတူမှာပေါ့နော်ကျွန်တော်ဟိုတစ်ခေါက်ပြောခဲ့တယ်လို့ပဲအဓိကကတော်လိုင်းမှာကလေလူတော်များများလူရန်စားမျိုးစုံလူပေါင်းစုံပေါ့နော်ဒီအာနာသိန်းတော်လက်မခံနိုင်တဲ့အတွက်တော်လန်နေကြတာဖြစ်တဲ့အတွက်လူပေါင်းစုံပါဝင်တယ်လူပေါင်းစုံပါဝင်တဲ့အခါမှာအဓိကကတော်လန်ရေးလို့ပြောလိုက်ရင် PDF အင်အားစုပေါ့နော် PDF အင်အားစုဒီ EO နယ်တွေကိုရောက်သွားတဲ့ဒီတော်လန်ရေးသမားတွေအကုန်လုံးပေါ့နော်အဲ့ဒီမှာကျွန်တော်ကအလုံးဆောင်တဲ့အခါမှာ4နှစ်ကျော်မှထပြောရသလားမသိရေဆိုတော့ကျွန်တော်လည်းမပြောချင်လို့ပေါ့နော်အခုတော့ကိုလည်းပြောချင်လာလို့ပြောတာပေါ့နော်အဓိကကလုပ်ငန်းဆောင်တာပေါ့နော် management တွေမှာလိုအပ်ချက်တွေအများကြီးဖြစ်နေတာပေါ့နော် management လိုအပ်ချက်တွေကအများကြီးဖြစ်နေတာအဲ့ဒါကလေတော်လိုင်းမှာလူပေါင်းစုံပါဝင်တဲ့အတွက်ဟိုတချို့က management သဘောတရားကိုနားမလည်တာတွေဖြစ်ရှိနိုင်တယ်ရှိတယ်ဘယ်လိုစီမံခန့်ခွဲရမယ်သိလားတော်လိုင်းရေးမှာထိရောက်အောင်ဘယ်လိုစီမံခန့်ခွဲပြီးအလုပ်လုပ်ရမယ်ဆိုတာတွေနားမလည်တဲ့သူတွေကလည်းအများကြီးရှိတယ်နားမလည်တဲ့သူတွေအများကြီးရှိတဲ့အတွက်အဓိကခေါင်းဆောင်ပိုင်းပဲဆိုပါစို့နော်အထက်ကခေါင်းဆောင်ပိုင်းတွေကအဲ့ဒါတွေကိုကောင်း handle လုပ်နိုင်တဲ့နေပေါ့နော်ဘလို့ management ပိုင်းတွေလဲဆိုဥပမာအရေးအကြီးဆုံးဖြစ်တဲ့ဒီကျွန်တော်တို့တက်ဖွဲ့တွေအတွက်အရေးကြီးဆုံးဖြစ်တဲ့ဘန်နာရှာဖွေရေးနော်ဘန်နာရှာဖွေရေးမှာဆိုရင်အရန်အရေးကြီးတယ်အရန်အရေးကြီးတဲ့အခါမှာဒီအထက်ကလူကြီးတွေကဒီပေါ့နော်အရာရှိအရာခံပေါ့နည်းနည်းလူကြီးပိုင်းတွေပေါ့နော်အဲ့ဒါတွေကတက်သားတွေကိုစနစ်တကျစီမံခန့်ခွဲရရတယ်သိလားစနစ်တကျစီမံခန့်ခွဲရတယ်ဘန်နာရှာဖွေရေးမှာလည်းထုံဒီ၎င်းပဲစနစ်တကျစီမံခန့်ခွဲရရတယ်အဲ့တော့ကျွန်တော်ဟိုတစ်ခေါက်ခပြောခဲ့တဲ့လူမျိုးပဲဒီတက်တစ်ခုပဲဆိုပါစို့တရင်တစ်ခုပဲဆိုပါစို့တရင်တစ်ခုမှာဥမာလူ200လောက်ရှိတယ်ဆိုပါစို့ရဲဘော်100လောက်ရှိတယ်ဆိုပါစို့200လောက်ရှိတယ်ဆိုပါစို့အဲ့100 200မှာဘသူ့ကိုဘယ်တာဝန်ပေးရမယ်ဆိုတဲ့ဒီ responsibility တွေ duty တွေကို delegation လုပ်တဲ့အခါမှာเนาะအဲ့ဒါတွေကိုကျွမ်းကျင်ဖို့လိုတယ်အဲ့တော့ဘသူကတော့ခုနကပြောသလိုဒီတော်လိုင်းမတိုင်ခင်မှာဘာအလုပ်တွေလုပ်ခဲ့တာလဲ तू ကဘလို့အလုပ်တွေနဲ့ရက်တည်ခဲ့တာလဲဘလို့စီးပွားရှာခဲ့တာလဲ तू ကဘယ်နေရာမှာကျွမ်းကျင်လဲဘယ်နေရာမှာကျွမ်းကျင်တယ်လဲကျွမ်းကျင်တဲ့အပိုင်းကိုတာဝန်ပေးရတယ်အဲ့ကြတော့မြန်ထိရောက်တာပေါ့နော်အဲ့ကြတော့မြန်ထိရောက်တာပေါ့အခုကအဲ့လိုမဟုတ်ဘဲနဲ့တိလားနင်ဘာလုပ် तू ဘာလုပ်တယ်မှန်းလည်းမသိဘူး तू ဘာကိုကျွမ်းကျင်မှန်းလည်းမသိဘူးမသိဘဲနဲ့तू ကဒါလုပ်ဆိုပြီးတော့အဲ့ဒါလို့တာဝန်ခွဲတယ်လို့ဖြစ်နေတော့မကျွမ်းကျင်တဲ့အပိုင်းတွေကိုလှုပ်ဆောင်ရတဲ့အခါမှာသူတို့ရဲ့လုပ်ငန်းဆောင်တာတွေကနှောင့်နှေးတယ်ကြံ့ကြာတယ်မအောင်မြင်ဘူးအောင်မြင်တဲ့လောက်မအောင်မြင်ဘူးဥမာပတ်စံမရှာရတဲ့သူကိုပတ်စံတော့ရှာခိုင်းလိုက်တော့ခါကြတော့ तू ကပတ်စံရှာရတဲ့သူရှာတဲ့လောက် तू မရဘူးပေါ့သိလားပတ်စံရှာတဲ့သူရှာတဲ့လောက် तू မရဘူးပတ်စံရှာတဲ့သူကဥမာတရက်ကို तू 10 သိန်းရှာနိုင်တယ်ဆိုပါစို့အဲ့ဒီ10 သိန်းရှာနိုင်တဲ့သူကိုစစ်တိုက်ခိုင်းပြီးတော့ပတ်စံမရှာတဲ့သူသိလားဆိုလိုတာနည်းနည်းနုံဖြင်းတဲ့သူအားတဲ့သူညံ့တဲ့သူပေါ့ညံ့တဲ့သူကိုပတ်စံရှာခိုင်းလိုက်တော့ခါကြတော့ तू ကသူများ10 သိန်းရှာနိုင်တာကို तू 1 သိန်းတောင်မနှဲရှာရမှာပေါ့ तू ဖုတ်လိုက်ရှာရတဲ့ဘဝကိုရောက်သွားတာပေါ့ဆိုလိုတာကဘာကိုပြောရလဲဆိုတော့ဒီအထက်လူကြီးတွေကသိလားအလုပ်ငန်းဆောင်တာကိုတာဝန်ခွဲပေးတဲ့အခါမှာအများကြီးလိုအပ်ချက်တွေရှိတယ်အဲ့အထက်လူကြီးတွေကလည်းအထက်လူကြီးဖြစ်နေတဲ့ဒီစစ်တိုက်တဲ့နေရာမှာဒါအထက်လူကြီးဖြစ်နေမှာသူတို့ကိုယ်တိုင်ကလည်းဟိုကျန်တဲ့အပိုင်းတွေမှာတော်ချင်မှတော်မှာပေါ့လေကျွန်တော်တို့မျက်စိနဲ့မြင်နေရတာကိုပြောပြတာသိလားကျွန်တော်တို့မျက်စိနဲ့မြင်နေရတာဆိုရင်တက်မှာရောက်လာတယ်ဆိုရင် तू ကဘာကျွမ်းကျင်လဲ तू ကတော့မဟုတ်ဘူးစစ်ကိုတိုက်ချင်တာ
တနက်ကင်ပြီးတော့တိုက်ချင်တာဆိုရင်တော့တိုက်ပေါ့အဲ့လိုမဟုတ်ဘူးဆိုရင်အဲ့လိုမဟုတ်တဲ့လူတွေကိုကြတော့ဘလို့တာဝန်ခွဲချပြီးပေးခွဲချမ်းပြီးပေးမလဲဒါဘသူကဘယ်တာဝန်ယူဘသူကဘယ်တာဝန်ယူဘသူကဘယ်တာဝန်ယူဆိုတာကိုခွဲချမ်းပေးဖို့ရသူတို့ရဲ့ကျွမ်းကျင်မှုတွေပေါ်မှာမူတည်ပြီးခွဲပေးရမှာမင်းကတော့အရင်တော့ကတော့ तू ကမိတ်တွေကောင်းတယ် तू ကမိတ်တွေရှိတယ် तू ကနောက်ခံကောင်းတယ် background တောင်းတယ်မိတ်ကောင်းတယ်သို့မဟုတ် तू ကနှုတ်ကောင်းတယ် तू ကတော့ဘယ်လိုခေါ်မလဲနှုတ်ချိုတယ် तू ကတော့လူတွေအပေါ်မှာ तू က influence လုပ်နိုင်တယ်စသည်အပြင်သူတို့ရဲ့အားသာချက်တွေပေါ်မှာမူတည်ပြီးတော့လုပ်ငန်းဆောင်တာတွေကိုခွဲဝေပေးရမှာအခုကဘယ်လိုဖြစ်နေလဲဆိုရိတ်ခါရှာဆိုသူတို့ကလေရှာခိုင်းတော့ရှာတာပေါ့နော်သူတို့ကိုယ်တိုင်လည်းတာဝန်ယူခြင်းနဲ့စိတ်ကြောင့်ပေါ့နော်သူတို့ကလည်းလှုပ်ပေးခြင်းနဲ့စိတ်သူတို့ရဲ့စိတ်စေတနာပေါ့နော်စိတ်စေတနာကြောင့်လှုပ်ပေးကြတာကိုကျွန်တော်ကနားလဲတယ်ဒါပေမဲ့ကျွန်တော်မျက်စိထဲမှာသူတို့ကျွမ်းကျင်မှုမရှိကျွမ်းကျင်မှုမရှိတော့ဘာဖြစ်လဲဆိုဟိုဘယ်လိုခေါ်ပဲခရီးကတော်တော်နဲ့မပေါက်ဘူးပေါ့တိလားခရီးကတော်တော်နဲ့မပေါက်ဘူးသူတို့ကျွမ်းကျင်မှုမရှိဘူးလေပတ်စံဘလို့ရှာရမယ်လူတွေအပေါ်မှာသူတို့ဘလို့ influence လုပ်ရမယ်ဒီ project အောင်မြင်မှုအတွက်ဘလို့မျိုးတင်မလားရှာဖွေရမယ်ဘလို့ပုံစံနဲ့ရှာဖွေရမယ်ဒါတွေကိုသူတို့မကျွမ်းကျင်ဘူးမကျွမ်းကျင်တဲ့အတွက်ခရီးကတော်တော်နဲ့သိရမလားလိုသလောက်မရဘူးပေါ့နောက်တစ်ခုကတာဝန်ခွဲပေးတဲ့အခါမှာဒီဘယ်တက်ဖယ်ဖြစ်ဖြစ်ပေါ့နော်ဒီကျွန်တော်တို့ဒီရဲဘော်တွေကိုတာဝန်ခွဲပေးတဲ့အခါမှာအဲ့ဒီတက်တွေမှာသက်ဆိုင်ရာတက်ဖွဲ့တွေမှာသက်ဆိုင်ရာ page တွေရှိတယ်အဲ့ဒီ page တွေကနေပြီးတရားဝင်သူတို့ authority ပေးရမယ်တရားဝင် delegation လုပ်ပေးရမယ်ဆိုလိုတာကဒီ account ကတော့ဟုတ်ပါတယ်မပပကတော့ကျွန်တော်တို့တက်ဖွဲ့ရပါကျွန်တော်တို့တက်ဖွဲ့ရဒီရိတ်ခါရှာဖွေရေးအတွက်တော့၎င်း something လက်နဲ့ရှာဖွေရေးအတွက်တော့ရန်ပုံငွေရှာဖွေရေးအတွက်တော့ဒါကသူကတော့ကျွန်တော်တို့က authority ပေးထားပါတယ်သူတို့ကကျွန်တော်တို့ delegation လုပ်ပေးထားပါတယ်သူ့စီမှာဒီ account ဒါတရားဝင် page မှာတင်ပြီးတော့ဒီ account ကိုဆက်သွယ်ပြီးတော့လူကူညီလို့ရပါတယ်ကူညီနိုင်ပါတယ်ဆိုပြီးတော့နော် page တွေကနေပြီးတရားဝင်ဒီ account တွေကတော့အမားတို့ဒီတက်ဖွဲ့ကိုကူညီမယ်ကူကျင်တယ်ဆိုရင်သူတို့စီကိုကူလို့ရပါတယ်သူတို့ကတော့ကျွန်တော်တို့ရဲ့တက်ဖွဲ့ရဘာညာကွိကွတရားဝင်တင်ပေးရမှာသိလားအဲ့လိုမလုပ်တော့ခါကြဘာဖြစ်လဲဆိုတော့ဒိုလောပေါ့သိလားဒိုလောတွေဖြစ်ကုန်တာပေါ့အကုန်လုံးကဒိုလောတွေဖြစ်ကုန်တာပေါ့အဲ့လိုဒိုလောတွေမဖြစ်အောင်ကအဖွဲတွေမှာတာဝန်ရှိတယ်သက်ဆိုင်ရာ page တွေမှာဆိုဟုတ်ပါတယ်ဒီကိုဘသူစီမှာတော့ကူညီလို့ရပါတယ်မောင်ဘသူကတော့စိတ်ချရပါတယ်ကိုဘသူကတော့စိတ်ချရပါတယ်သူတို့ကတော့ကူညီနေတာပါမြေပြင်မှာဘာညာကွိကွတိလားဒါမျိုးတွေလာမှာအဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့ page ကိုဓာတ်ရိုက်လာခဲ့လို့ရပါတယ်ကျွန်တော်တို့ page ကတော့တရားဝင် page ကဒီ page ပါဒီ page ကိုတရားဝင်လာပြီးတော့ကူညီလို့ရပါတယ်ဘာညာကွိကွပေါ့တိလားအဲ့ဒါလိုမျိုးဒီ page မှာလည်းအဲ့လိုပဲရန်ပုံငွေရှာဖွေတဲ့အခါမှာတောက်ရည်တန်းလိုတာတော့၎င်းတက်ဖွဲ့အတွက်ရေလိုလို့ဆန်လိုလို့စီလိုလို့ကျွန်တော်တို့အဖွဲ့ကတော့ဆန်လိုပါတယ်စီလိုပါတယ် page မှာတင်ရမှာတင်လို့မရဘူးတို့တိတ်ကြိတ်ပြီးဖြည့်ရှင်းရမယ့်ကိစ္စတွေမဟုတ်ဘူးဒါတွေကတိလားနောက်တစ်ခုကအဲ့လိုကြိတ်ဖြည့်ရှင်းခြင်းအပြင်ခရီးမရဘူးတိလားလူတယောက်ကလာပြီးကျွန်တော်ဟာဒီတက်ဖွဲ့အတွက်ဆန်လိုလို့ပါမသိရဆိုတကယ်လိုလားမလို့လားကျွန်တော်ကဘယ်လိုလေးလာမှာဘယ်လိုစုံစမ်းရမှာဘယ်လိုသိနိုင်မှာကျွန်တော်တို့ဒိဗ္ဗစက္ခုရနေတာကျွန်တော်တို့ဒိဗ္ဗစက္ခုမရဘူးလေတကယ်လိုနေတာဟုတ်လားအဲ့ဒီတက်ဖွဲ့ကလိုနေတာဟုတ်လားဆိုတော့ကျွန်တော်တို့ကဘယ်လို confirm လုပ်ရမှာသဘောပါလားမသိဘူးအဲ့ဒီတော့ပွင့်လင်းမြင်သာရှိမှုဆိုတာပွင့်လင်းမြင်သာမှုတွေပါလေဆိုတာရှိဖို့လိုတယ်သိလားလိုတယ်အဲ့တက်ဖွဲ့ကလည်းတင်ရမှာသိလားဟိုအထက်ကလူကတိုက်တာဘာမှမသိဘူးမသိလို့မရအောင်ကုန်သိရမှာကျွန်တော်တို့ဖွဲ့ရတော့ဟုတ်တယ်တစ်လောက်ကိုရေတန်းဘယ်လောက်ကုန်တယ်ရေတန်းမိုးဘယ်လောက်ကုန်တယ်ဆန်ကတော့ဘယ်လောက်ကုန်တယ်စီကတော့ဘယ်လောက်ကုန်တယ်ရန်ကုန်ငွေဒီလဘယ်လောက်ရတယ်ဘယ်လောက်ဖိုးဝယ်လိုက်တယ်ဘယ်လောက်လိုတယ်ဘာတွေလိုသေးတယ်ကျွန်တော်တို့အတွက်လိုအပ်ချက်တွေရှိတယ်လိုအပ်ချက်တွေရှိတယ်ဆိုတော့ရှိတယ်တင်အမိုရီကတော့ကျွန်တော်တို့ဒီလဘယ်လောက်ကူညီပါတယ်ဆိုလဲတင်အမိုရီကပေးတာတွေကိုလည်းငြိမ်ပြီးတော့လေဘယ်သူမှပြည်သူကိုချမပြတာမျိုးမလုပ်ရဘူးတင်အမိုရီကနေပြီးကျွန်တော်တို့ဘာတွေရပါတယ်အထောက်ပံ့ရပါတယ်ဒါပေမဲ့ဘယ်အပိုင်းမှာတော့အထောက်ပံ့ရပြီကျွန်တော်တို့ဘာတွေလိုပါတယ်လိုတာတွေအတွက် page မှာဒီလဆိုဒါတွေလိုပါတယ်ဒီလဆိုဒါတွေလိုပါတယ်တင်သိလားမလေးအင်တာနက်မရဘူးလို့ online မရဘူးလို့ရှောက်ပြောတာဆိုအကုန်မရကြတာမဟုတ်တစ်ဖွဲ့တစ်ခုလုံးမရကြတာမဟုတ်ရတဲ့သူတွေက24နိုင် online မှာမစင်းကြဘူးပြောချင်တာအလုံးလုံးတဲ့အခါမှာစနစ်တကျမရှိကြတာကိုပြောချင်တာစနစ်တကျမရှိတော့ခါကြဘာဖြစ်လဲဆိုတော့အရာမရောက်ဘူးပေါ့နှောင့်နေတာပေါ့ကြန့်ကြတာပေါ့အဲ့ဒါလေးလာပြောတာနောက်လည်းထပ်ဖော်အောင်မယ်သိလား